ဆိုင်ကဟိုရှေ့မှာဈေးဘူးတာကားမဲ့တိုင်းမှာတမိုင်းတတာဂုံစင်နာကပါအခုလိုအိုက်တော်ဝေါ်ပေးပါဆိုင်လာပါမယ်ရမင်းလွတ်တယ်အိုက်တော်ဝေါ်ပေးပါမှာဝေါ်ပန်နေရှိပါမယ်ဖော်ချက်ရှိမယ်ဖော်ချက်က3မျိုးရပါမယ်အုတ်ကွက်မဲရမယ်ဒီအဖြူဒီဇိုင်းနဲ့ရမယ်အနှံ့ရမယ်ကိုရီးယားဝေါ်ပေးပါ3မိနစ်ရှိမယ်20လက်မှရှိမယ်ပေါ့နော်စီပီကန်ကတ်တဲ့တပိနှစ်ပိချက်လေးရှိမယ်ပေါ့နော်မဟုတ်ဘူးတပိပက်လက်ချက်လေးရှိမယ်10လက်မှပက်လက်ချက်လေးရှိမယ်ပေါ့နော်ပြီးရင်စီပီကန်လိပ်တွေဒီဇိုင်းဆွဆွနေနေရှိပါတယ်ပေါ့နော်ဒီဘက်ဆုံးတော့2ပေဝေါ်ပေးပါပါစီပီကန်2ပေ33ပေရှိမယ်16ပေရှိမယ်ပေါ့နော်ပြီးရင်10ပေရှိမယ်2ပေ9ပေရှိမယ်ပေါ့နော်ဒီပေါ်မှာတပိ2ပေစီပီကန်အချက်လေးရှိမယ်သူက KTP လည်းသုံးလို့ရမယ်မီးဖို့ခံလည်းသုံးလို့ရမယ်ဖျားစင်လည်းသုံးလို့ရမယ်ပေါ့နော်ကြိုက်တဲ့နေရာမှာလည်းအကုန်ကတ်လို့ရပါတယ်အိမ်ရဲ့အပြင်ပိုင်းပဲမရတာပါအတွင်းပိုင်းအကုန်ရတယ်ပေါ့နော်ဒီအောက်မှာကော်ဖျော်ကတ်တဲ့ wallpaper တွေဆွဆွနေနေရှိပါတယ်ပေါ့နော်ကော်ဖျော်ကတ်တဲ့ဒီဇိုင်းတွေပါ20လက်မှ33ပဲပါကော်ဖျော်ကတ်တဲ့ဒီဇိုင်းပါတော့အဲ့တော့4ပေအနံလေးရှိမယ်4ပေအနံလေးရှိမယ်3ပေအနံရှိမယ်3ပေအနံလေးဒီဇိုင်းလေးလှပါတယ်3ပေအနံလေးရှိမယ်ပေါ့နော်ပြီးရင်တပေပဲ33ပေတဲကကောက်ခွာဒီဇိုင်းလေးရှိမယ်ပေါ့နော်ကျူးဒီမှာလဲစိုင်းစာလေးနှုံပေးရပါ